မင်္ဂလာပါ GS Electronic Service ကနေကြိုဆိုပါရစေဒီတစ်ခေါက်ကျွန်တော်စီမှာရှိရဲ့တူးလေးတွေထဲကထူးခြားတာလေးကျွန်တော်နည်းနည်းလေးမျှဝေပေးချင်တာပါတူးလေးတွေလိုအပ်လို့ရှိရင်လည်းဝယ်ယူအားပေးလို့ရပါတယ်အခုကျွန်တော်မိတ်ဆက်ပေးချင်တဲ့မိတ်ဆက်ပေးချင်တာမဟုတ်ဘူးเนาะကျွန်တော်အနည်းငယ်လေး review လုပ်ပေးချင်တာပါမျှဝေပေးချင်တာလည်းပါတာပေါ့เนาะအခုကျွန်တော်စီမှာဒီကောင်လေးကကျွန်တော်ဆိုင်မှာသုံးနေတဲ့ဟာလေးတွေပေါ့နော်digital meter ရှိတယ် analog meter ရှိတယ်ပြီးတော့ LCR meter ရှိပါတယ်เนาะ LCR meter ရှိတယ်ပြီးတော့ဒီ oscilloscope လည်းရှိပါတယ်oscilloscope ဆိုရင်FNI RSI ထဲက 2D 15P ပြီးတော့ handtag ထဲကဆိုရင် DSO 2D 50ရှိမယ်ပြီးတော့2C 53T ပေါ့နော်ပြီးရင် LCR meter တခြားတတိမမ2လေးတွေ accessory လေးတွေလည်းရပါတယ်အခုကျွန်တော်အနေနဲ့ပြောပြချင်တာလေးရှိပါတယ်ဒီကောင်အခုဒီ LCR meter လေးနဲ့ဒီ LCR meter လေးကဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာလေးကိုကျွန်တော်အနေနဲ့မျှဝေပေးချင်တာလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအခုကျွန်တော်တို့အခုဒါလေးကြည့်အောင်နော်ဒီကောင်လေးဆိုရင်47 micro 47 UF 25 volt ရှိတယ်ပေါ့နော်ဟုတ်ပြီပြီးရင်ဒီကောင်လေးလည်း47 25 volt ပေါ့နော်47 UF 25 volt နော်အဲ့တော့တစ်လုံးကအတေးတစ်လုံးကအဟောင်းအဲ့တော့တချို့ဆရာတွေကတော့အလွယ်ပြောကြမှာပေါ့နော်ဒီ digital meter မှာလည်းcapacitor တိုင်းတာလို့ရတဲ့ဟာလေးပါတယ်လို့အဲ့လိုသူကိုပြောကြမှာပေါ့နော်ဟုတ်ပါတယ်ပါပါတယ်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တိုင်းပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ capacitor တိုင်းတဲ့နေရာဘက်ကိုကျွန်တော်ရွှေ့လိုက်အောင် okay ဒီအနေထားကိုကျွန်တော်တို့ချက်တိုင်းကြည့်အောင်တိုင်းကြည့်အောင်ပါဒါဆိုရင်ကျွန်တော်ကဒီကောင်ကိုပြပေးမယ်နော်ကဲအခုဒီမှာကျွန်တော်တို့တိုင်းကြည့်ရအောင်ပြန်တိုင်းကြည့်မယ်နော်တိုင်းကြည့်တဲ့အခါမှာ47 UF က54 UF ဆိုပြီးပြနေပါတယ်ဒီအနေထားဆိုရင်ဒီ capacitor ကကောင်းတယ်ဆိုပြီးတော့ကျွန်တော်တို့အလွယ်တကူယူမှတ်ကြတာပေါ့နော်ဒီဟာလေးကအဟောင်းပေါ့နော် okay now အတစ်ကိုကျွန်တော်ပြန်တိုင်းပြပေးမယ်နော်47 25 volt ပေါ့နော်ဒီကောင်လေးအတစ်ကိုပြန်တိုင်းမယ်ကဲမတူနေဘူးလားတူနေပါတယ်တိုင်းတဲ့အခါမှာကဲဒါလေးကိုကျွန်တော်ပြောချင်တာပေါ့နော်ဒါဆိုရင်ဒါဒီ capacitor ဒီအဟောင်းကကောင်းတာကျင်းနေတာပေါ့နော်တေချာလို့လားနော်ဒါဆိုရင်ကျွန်တော်တို့ LCR meter နဲ့ထပ်မှန်ပြီးတိုင်းကြည့်အောင်နော် LCR meter လေးကိုတစ်ချက်ပြန်ကြည့်အောင်ကဲ LCR meter နဲ့ကျွန်တော်တို့တိုင်းမယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ capacitor နေရာကိုရွှေ့မယ်ရွှေ့ပြီးရင်သူကကျွန်တော်တို့ဒီမှာသူ့အုံတန်ဖိုးနေရာကိုကျွန်တော်ပြောင်းယူမယ်နော်နော်ဆိုတဲ့နေရာကိုပြောင်းလိုက်မယ်နော်ပြီးရင်ဒီကောင်အတစ်ကိုအရင်တိုင်းရအောင်နော်ကဲကျွန်တော်တို့အတစ်ကိုတိုင်းလိုက်တဲ့အချိန်မှာဘယ်လောက်ရှိလဲခဏလေးနော်ဒီကောင်လေးပြန်ပြောင်းမယ်နော်ဒီမှာပူပူွားလို့ကျွန်တော်တိုင်းထားတဲ့ကပူပူွားလို့ဟုတ်ပြီဒီအနေထားကိုကြည့်လိုက်နော်ဒါဆိုရင်47 microfarad ကအခုဒီအနေထားဆိုရင်သူ့ရဲ့ percentage အတင်းလွဲပါဆိုရင်42နော်43 microfarad နီးပါးရှိတယ်ဒါဆိုရင်သူ့ရဲ့အောက်ကသူ့ရဲ့အုံတန်မို့ကိုကြည့်လိုက်နော်သူ့ရဲ့အုံတန်မို့က1 ohm
နော်1 ohm ဝန်းကျင်မှာပဲပြေးနေတဲ့အတွက်ဒီမှာနော်1 ohm ဝန်းကျင်မှာပဲပြေးနေတဲ့အတွက်ဒီ capacitor က perfect လို့ပြောလို့ရပါတယ်နော်ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ခုနကတော့4725ကိုအဟောင်းကိုကျွန်တော်ပြန်တိုင်းကြည့်အောင် digital meter မှာကျွန်တော်တိုင်းတဲ့ချိန်ကောင်းပါတယ်ဆိုပြီးမှကျွန်တော်တို့ယူဆထားတဲ့အလုံးလေးကိုပေါ့နော်ထပ်မှန်ပြီးတိုင်းကြည့်လိုက်မယ်နော်တိုင်းကြည့်လိုက်တဲ့အခါကျတော့သူ့ရဲ့တန်ဖိုးကဘယ်လိုဖြစ်နေရလဲတွေ့လား29.30ပေါ့နော်ဒါဆိုရင်တော့30 microfarad ပဲရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါဆိုရင် microfarad ကတော်တော်လေးကျသွားပြီဆိုတာကျွန်တော်သိရတယ်ဒါဆိုရင်ကျွန်တော်အုံးတန်ဖိုးတစ်ချက်ပြောင်းကြည့်မယ်နော်အောက်ကကောင်လေးကိုပေါ့နော်ဒါဆိုရင်ဒီမှာကြည့်လိုက်နော်2.5 ohm ရှိသွားရင်နော်အဲ့တော့ဒီ capacitor အကောင့်တစ်လုံးဟာ0.5 ohm ကနေ1. အများဆုံး 1.5 ohm ကြားမှာပဲရှိနေရပါမယ်ဒါလို့ဒီလိုဆိုရင်ဒီ capacitor က microfarad လဲကျသွားပြီသူ့အုံးတန်မိုးလဲများလာတဲ့အတွက်ဒီ capacitor ဟာကျွန်တော်တို့တခြားရိုးရိုးmultimeter ဖြစ်တဲ့ digital meter တွေမှာတိုင်းရင်ကောင်းတယ်ဒါပေမဲ့ LCR meter နဲ့သူ့ကိုတိတိကျကျတိုင်းတာတဲ့အခါမှာဒီ capacitor ဟာပြတ်နေပြီဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆက်ပြင်တဲ့အခါမှာတချို့ဆရာတွေပြောကြပါတယ်တိုင်းကောင်းဖြုတ်လဲစကပုံတွေပြောကြပါတယ်တိုင်းကောင်းဖြုတ်လဲဆိုတာကတိုင်းကြည့်တော့ကောင်းတယ်ဗျာတိုင်းကြည့်တော့ကောင်းတယ်ဒါပေမဲ့ဖြုတ်လဲလဲမှကောင်းသွားတယ်ဆိုတာဘာကြောင့်လဲအဖြေရတာပါပဲเนาะအဲ့တော့ digital meter တွေနဲ့တိုင်းတယ်တန်ဖိုးကအမှန်ပြနေတယ် analog meter နဲ့တိုင်းတယ်တော့ short မရှိဘူးကောင်းနေတယ်အဲ့လိုယူဆကြတယ်အရင်တော့ကျွန်တော်တို့လည်းအဲ့လိုပါပဲเนาะကျွန်တော်လည်းဆက်ပြင်စရာဆိုတော့ဆက်ပြင်စရာတယောက်ဖြစ်တဲ့အတွက်ဒါတွေနားလေပါတယ်အဲ့တော့ခုနပြောလို့တိုင်းကောင်းဖြုတ်လဲဆိုတာဘာကြောင့်လဲမကောင်းတော့လို့ပေါ့နော်တိုင်းရင်ကောင်းတဲ့အတိုင်းပဲတကယ်တမ်းဘာဖြစ်နေလဲအထဲမှာရှိတဲ့သူ့ရဲ့ဒီ capacitor လေးတွေရဲ့အရည်တွေကခန်းချောက်လာတာဖြစ်တဲ့အတွက်အုံးတန်ဖိုးတွေများလာတယ် microfarad တွေကျဆင်းသွားတာဖြစ်ပါတယ်ဒါကိုတိကျတဲ့အဖြေရဖို့ကအခုလိုမျိုး LCR meter အပြင်သာတိကျတဲ့အဖြေတွေကိုကျွန်တော်တို့တိုင်းတာလို့ရမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်အနည်းငယ်မျှဝေပေးရင်းနဲ့ကျွန်တော်ဒီမှာရှိတဲ့တူးလေးတွေကိုလည်းကျွန်တော်တစ်ဆက်တည်း message ပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်